အားလုံးပဲမင်္ဂလာပါဗျာဒန်စင်ဖူးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငနီတူကြော်ချက်လေးကိုမျှဝေပေးခြင်းပါတယ်စေကြောတန်းစင်ထားတဲ့ငနီတူတွေကိုအရင်ဆုံးကြော်ပါမယ်ကြော်လို့ကျွတ်သွားပြီဆိုရင်တော့ခဏလောက်ဖယ်ထားလိုက်ပါမယ်ဒီရင်တော့ကြက်သွန်ဖြူကြက်သွန်နီကိုစီတက်ပါမယ်ကြက်သွန်ဖြူကြက်သွန်နီတွေနွမ်းသွားပြီဆိုရင်တော့စနစ်မုတ်အနေငယ်နဲ့အစိမ်းမုတ်ကိုထည့်ပြီးစီတက်ပါမယ်စီတက်လို့မွေးသွားပြီဆိုရင်တော့ကြော်ထားတဲ့ငနီတူတွေကိုပြန်ထည့်ပြီးတော့လုံပေးပါမယ်အလုံးနှံ့သွားပြီဆိုရင်တော့ကမွန်းချင်ရွက်ကိုထည့်ပြီးရောပြီးတော့မှွေပေးပါမယ်ကမွန်းချင်ရွက်လေးတွေနူးပြီးနှံ့သွားပြီဆိုရင်တော့အရသာထည့်ပါမယ်အရသာအတွက်အချုံမုတ်ငပြရဲ့နင်းငယ်ထည့်ပါတယ်ပြီးတော့ကြက်သားမုတ်ကိုလည်းနင်းငယ်ထည့်ပါတယ်ဒါဆိုရင်တော့ငနီတူကြော်ချက်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ